ကောင်ကျမ်းမာက၄ကောင်ကြားပြီက2ကောင်ကျမ်းမာက4ကောင်အားလုံးပေါင်းတော့ညီလေးတို့6ကောင်ဒီပါနေသည် ဟိုရင်စပထမကအရင်ကလည်းအိုးလက်ဦးဆိုတဲ့နံပါတ်1ပါအတူတူပဲနံပါတ်1ရှင်းပါကွယ်မရှိတော့ တောင်းညဗျတောင်းညပဲရှိမှာပေါ့ဒါတော့ဘူးဆိုတာတေမျိုးကြီးပဲဗျတေမရဲ့ဖို့ထမင်းစားပြီးစောင့်နေကြတာဘယ်နေ့တေမဆိုတာမသိကြဘူးဟဲ့သိပါမယ်ဘုဒ္ဓလင်လူသားမှန်သမျှပုထုဇဉ်မှန်သမျှပုရုဇဉ်မှန်သမျှသိကြမှန်မယ်ဒါကြောင့်မြတ်စွာဘုရားကဟောတော်တာဘာဟောတော်လို့မမီတော့မသိလိုက်ဘူးဆိုတာမဖြစ်ရအောင်လို့ပြောအနိစ္စဆိုတာအမြဲမရှိအနိစ္စဆိုတာအမြဲမရှိဒုက္ခဆိုတာဆင်းရဲခြင်းအနတ္တငါ၏ခန္ဓာငါကိုမဟုတ်ပါလားအဖေမေမွေးလိုက်တယ်ကိုပါလားမိဘကျေစုသိတတ်တာခြိတန်းကုန်နေပြီလျှောက်ကြည့်ချက်တနတ်ကိုဆွဲကိုင်းရင်လာပါတယ်မရကြည့်လို့မွားတယ်ကိုမျက်လုံးနဲ့မယ်နေကမြမလေးနဲ့လေးနှမရဲ့ကွယ်စီရီထုတ်မလို့မင်းကစီရီထုတ်မှာလားငိုးမှာလားဘယ်လိုလူတွေလဲဟဲ့အိမ်ရှိမှလေစုညနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်လားမပြောကြနဲ့ငါသမီးစာချက်နေတဲ့ဖုန်းဆက်လိုက်ရမလားအခြေရပြောကျွန်တော်ရင်ထဲမှာမကောင်းလို့လို့ပြောရင်အပြားကြီးဆိုးတက်လာလုံးကြီးကာရင်ထွက်လာတာတန်းနေပြီလို့ပြားသွားပါပြီဟောပြောကဲလည်းဘယ်လိုမှမရှင်းနိုင်ဘူးဒီကိစ္စကိုပတ်လက်လောက်ကြမလို့ဘယ်နဲ့လုပ်မလဲကျွန်တော်တို့ညီကိုတွေဝိုင်းစုစည်းပြီးတော့ဒီအပုတ်ကောင်ကြီးမြေကြတော့လုပ်ကြရမယ်အဖိုးရဲ့အဖိုးသေဝါတာလေငါရင်ထဲမှာမချစ်လို့တင်းရလေလေဘိုးတူဘိုးလူပါအဲ့လိုတော့မကနိုင်တော့ဘူးမကနိုင်လို့ပဲမကနိုင်လို့ပဲဒီမှာပြရဒီမှာမသိပြောနေဟုတ်လားဒီမှာပြရတဲ့ကြောင့်ပြောတော့ဆိုင်တော့အဘပြမပြောလေဘာဖြစ်တယ်ကွာဒီတော့အမွေမလို့ခြင်းလို့ပြန်သွားတာလားမသိနေပါစေကိုအဖိုးမလိုက်ကြရဘာလဲဟာဦးလေးရတယ်တရားလေးဘယ်လိုများပြရတာလဲဟာလေဖျားတက်နေသလားဟုတ်လားအိတ်ကောင်လေးလေအတက်ကြီးအချိန်ကြီးဘိုးတဲ့တာဘာလဲအမွေလေးတောင်အမွေလေးတောင်ပဲဘာလဲအဖိုးကတော့ပြီးမှပြန်မယ်အဖိုးရဲ့အဖိုးတာကေတာတော်ပြီးတော့သူတားပါလေအဖိုးရဲ့အဖိုးဟာဟဲ့လာမယူတော့တမနာမင်းကြောင့်မဝင်တော့တော်ကြဘာဖြစ်ဘယ်ကောင်သွားငါတို့ဘိုးတကြွပြီးပါမယ်ဟာဘိုးဘာလဲကွာဘာလဲနင်းတော့လေကိုဟောကိုကြောက်နေကြလားမကြောက်ဘူးကွာမကြောက်ဘူးမတော့ရသေးလို့တုံးနေတဲ့သဘောပဲမကြောက်ဘူးမင်းတို့သွားခြင်းတဲ့လူတွေသွားကြငါအဖိုးလောက်မြေကြမှာငါပြန်မယ်ဘလောက်ကုန်ကုန်အဖိုးရေဟောဒီမြေကြီးကြောခဲ့ပါတယ်အဖိုးရေ